3 ရက်ကြာဆွေးနွေးမဲ့အမျိုးသမီးများဖိုရမ်ရဲ့အဓိကရည်ရွယ်ချက်ဟာပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာအမျိုးသမီးတွေလည်းဥဆောင်မှုအခမ်းကဏ္ဍကနေပါဝင်နိုင်ရေးဖြစ်ပါတယ်။ဒါအပြင်တခြားဆွေးနွေးကြမဲ့ခေါင်းစဉ်တွေကတော့အမျိုးသမီးတွေကိုတရားဥပဒေများအရကာကွယ်ပေးရေးနိုင်ငံရေးလုပ်ငန်းစဉ်တွေမှာအမျိုးသမီးတို့ပါဝင်ခွင့်ရရေးကြားမှတန်းတူရေးစတဲ့ခေါင်းစဉ်တွေနဲ့ဆွေးနွေးကြမှာဖြစ်ပါတယ်။ဒီနေ့ဖွင့်ပွဲကိုအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေနိုင်ငံရေးပါတီတွေကအမျိုးသမီးခေါင်းဆောင်တွေနဲ့ပြည်တွင်းပြည်ပလူမှုရေးအဖွဲ့အစည်းတွေကအမျိုးသမီးကိုယ်စားလှယ်တွေတက်ရောက်ခဲ့ကြပါတယ်။ကမ္ဘာမှာငြိမ်းချမ်းရေးအတွက်ဥဆောင်သူတွေထဲမှာအမျိုးသမီးတွေလည်းပါဝင်ခဲ့ကြတာမို့မြန်မာအမျိုးသမီးတွေကလည်းပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာဥဆောင်မှုအခမ်းကဏ္ဍကနေပါဝင်လာနိုင်ဖို့လိုအပ်ကြောင်းမြန်မာနိုင်ငံအမျိုးသမီးအဖွဲ့များကွန်ရက်ကဒေါ်ဆူဆန္နာလှလှစိုးက RFA ကိုပြောပါတယ်။မြန်မာနိုင်ငံဟာထောက်လျှောက်ပေါ့နော်အမျိုးသမီးတွေရဲ့ပါဝင်မှုနိုင်ငံတော်တည်ဆောက်မှုမှာရှိခဲ့တယ်။သို့တော်လည်းအင်မတန်မှနည်းတယ်နေရာလည်းမရခဲ့ဘူးပေါ့နော်။အဲအကြောင်းမလို့ဒီဖိုရမ်မှာကျမတို့ဒီဆွေးနွေးပွဲတွေမှာရရှိလာတဲ့အချက်တွေကိုနောက်ဆုံးနေ့မှာကျမတို့ကဒီ statement အနေနဲ့ထုတ်မယ်အဲ statement တွေကိုလည်းကျမတို့သက်ဆိုင်ရာပြည်သူကိုပို့ဆောင်ထားမယ်ဆိုတော့ဒီတာဝန်ရှိတဲ့လူတွေကလည်းပဲဒီကျမတို့အမျိုးသမီးတွေကိုကြားလိုက်မယ်နားထောင်မယ်လို့မျှော်လင့်ပြီးတော့အမျိုးသမီးတွေကတကယ်ပဲဒီတိုင်းပြည်တည်ဆောက်မှုလုပ်ငန်းတွေမှာငြိမ်းချမ်းရေးလုပ်ငန်းတွေမှာအဓိကနေရာဒီပါဝင်လာနိုင်မယ်လို့ကျမတို့မျှော်လင့်ထားပါတယ်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာအစိုးရနိုင်ငံရေးပါတီတွေနဲ့လူမှုအဖွဲ့အစည်းတွေကအမျိုးသမီးတွေပါဝင်လာနိုင်ဖို့တိုက်တွန်းရမှာဖြစ်တယ်လို့မြန်မာအမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ဝင်ဒေါ်စောမြရာဇာလင်းက RFA ကိုပြောပါတယ်အမျိုးသမီးတွေရဲ့ပါဝင်မှုအားနည်းခြင်းတွေနဲ့ငြိမ်းချမ်းရေးအတွက်ရည်ရှိတည်တဲ့ခံနေတဲ့ငြိမ်းချမ်းရေးတည်ဆောက်မှုကိုဖြစ်ပေါ်ရတဲ့အားနည်းတယ်ဆိုတဲ့အကြောင်းအရာတွေမှာအမျိုးသမီးတွေပုံမှန်ပါဝင်လာစေဖို့ရတဲ့ဆွေးနွေးသွားမှာဖြစ်တယ်။သူရပိုင်းကိုလည်းတိုက်တွန်းရမယ်။နိုင်ငံရေးပါတီပိုင်းတွေကိုလည်းတိုက်တွန်းရမယ်။ဘော်ဒါဒေတာအဖွဲ့အစည်းတွေမှာခြေစိုက်လှုပ်ရှားနေကြတဲ့အဖွဲ့အစည်းအားလုံးကိုလည်းဆက်လက်ပြီးတော့အမြဲတမ်းတိုက်တွန်းနေရမှာဖြစ်တယ်။နိုင်ငံရေးဖြစ်စဉ်တွေမှာလည်းမျိုးသမီးတွေရဲ့အခမ်းကဏ္ဍပါဝင်မှုအားနည်းနေသေးတာမို့လာမယ့်ရွေးကောက်ပွဲတွေကနေလွှတ်တော်စီတက်ရောက်မဲ့အမျိုးသမီးဥယျာဉ်တိုးတက်လာနိုင်ဖို့ကိုလည်းဒီဖိုရမ်မှာဆွေးနွေးကြမှာဖြစ်ပါတယ်။နိုင်ငံရေးအရစွမ်းဆောင်ရည်မြင့်တင်ရေးကိုအစိုးရနဲ့လူမှုရေးအဖွဲ့တွေကတင်နန်းတွေပေးဖို့လိုအပ်ကြောင်းလဲဖအံအမျိုးသမီးခွန်ရက်ကဒေါ်နန်းတင်မြင့်ကပြောပါတယ်။အခုချိန်တော့အမျိုးသမီးတွေလည်းစုစည်းမှုအားပိုတော့ကောင်းလာတယ်ဆိုတော့နောက်လာမဲ့တရားဒီကြလို့ရှိတော့90 ရာခိုင်နှုန်းတော့ပါဝင်နိုင်တယ်လို့ကျွန်မတို့ထင်တယ်ပေါ့နော်။အများလည်းစိတ်ဓာတ်လည်းစုစည်းလာတာပေါ့။စုစည်းပြီးတော့လည်းလှုပ်ချင်ကြင်ချင်လှုပ်ပေးနိုင်တဲ့အနေအထားမျိုးလည်းရှိလာတဲ့ capacity လည်းနည်းနည်းမြင့်လာတယ်ပေါ့အရင်ကတော့ capacity မရှိတော့လည်းတွတ်တဲ့ဝင်ဖို့ဆိုတာတော်တော်ခက်ခဲပါတယ်အခုနည်းနည်းမပါလေးသိတာပေါ့အခုတော့မသိဘူးပေါ့မသိတော့လည်းဝင်လှုပ်လို့လည်းရဲမလားလှုပ်လို့ရှိရင်လည်းတက်ပါမလားပေါ့နော်အခုနည်းနည်းလေးတက်လာကြတယ်ပေါ့နော်တိုင်းရင်းသားဒေသတွေမှာဒုက္ခရောက်နေကြတဲ့အမျိုးသမီးတွေကလေးငယ်တွေနဲ့တက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကြဖို့အမျိုးသမီးတွေမှာတာဝန်ရှိတယ်လို့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ဒွဲဘူက RFA ကိုပြောပါတယ်။ငင်းချမ်းရေးမှာအမျိုးသားတွေပါဝင်တယ်လို့ကျမတို့အမျိုးသမီးတွေလည်းအပြည့်အဝပါဝင်ဖို့လိုပါတယ်။အဓိကကျမတို့ဒုက္ခရောက်နေတဲ့ကျမတို့အမျိုးသမီးတွေကလေးတွေပေါ့နော်။တက်ကြီးရွယ်အိုတွေကုညီစောင့်ရှောက်ဖို့ဆိုလို့ရှိရင်အမျိုးသမီးတွေအဓိကတာဝန်ရှိပါတယ်။လူကဏ္ဍတွေမှာဆောင်ရွက်နိုင်တယ်ဆိုလို့ရှိရင်ကျမတို့ကပြည်တွင်းချမ်းရေးကိုတဝက်လောက်ကျမတို့ကအောင်မြင်နိုင်ပါတယ်။ကျန်တဲ့ခန္ဓာတွေမှာလည်းကျမတို့အမျိုးသားတွေနဲ့လက်တွဲမှာပေါ့နော်။တက်ညီလက်ညီဆောင်ရွက်မယ်ဆိုလို့ရှိရင်ကျမတို့ကအများကြီးစွမ်းဆောင်ပါဒီဖိုရမ်ကနေမြန်မာနိုင်ငံရဲ့အရေးကြီးတဲ့အခမ်းကဏ္ဍတွေမှာအမျိုးသမီးတွေပါဝင်နိုင်ဖို့အတွက်ဆက်လက်လှုံ့ဆော်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာ။